ထိုးပေးနိုင်ကွာမထိုးပေးနိုင်ဘူးတော့တော့ မလုပ်ပါနဲ့ထိုးလို့ရကြတယ် ငါထိုးပေးရတာဘာမှပြဿနာမရှိဘူးအခုကရွာလူကြီးကငါ့ကိုခေါ်စုထားတာဘာထဲမှာရှိတဲ့ကာလာသားတွေကိုအကုန်လုံးကားတိတ်တိစီတွေဘတူးမှမထိုးပေးပါနဲ့ဆိုလို့ငါမှမထိုးပေးရဘူး ဆရာမထိုးပေးဘူးလား မထိုးပေးဘူး ဆရာမထိုးပေးရင်ကျွန်တော်ဆရာကိုထိုးမှာ မလျောက်ဘာကပြောတာ မဟုတ်လေကြော်ပွဲထိုးပြီးတော့တောင်းမှမှာ ခရောပွဲတွေပါရငါမှအကုန်လုံးအစင်သိရှိပြီးသားတော့ငါတောင်းမှမှာတယ်ကွာငါ့ကိုရွာလူကြီးတွေရမ်းမတိုက်ပေးစမ်းပါနဲ့ ဟုတ်ဆရာရဲ့ကျွန်တော်ဘောလည်းနားလဲပါကျွန်တော်လူကလူမိုက်လေးဆရာရဲ့လူတွေကလည်းရန်ပြေပြဿနာတက်နေရလေးဆရာအခုကျွန်တော်ကျမ်းမာတန်ဆွမ်းနေတဲ့အချိန်မှာကြောင်းမဟုတ်ဘူးကျွန်တော်ကျမ်းမာရင်မကောင်းတဲ့အချိန်ကကျွန်တော်ပြန်ခန်းမှာဆရာ ဟောကျမ်းမတန်ဆွမ်းတဲ့ချိန်ကျရင်တော့ရန်ထွက်ရှာပေါ့ကိုနေမကောင်းဖြစ်နေတယ်ဆိုလဲအိမ်ထဲမှာပဲနေနေလေ မဟုတ်ဘူးဆရာအဲ့ရန်ပြတာတော့အဲ့လိုမျိုးနေလို့တော့မရဘူးလေကျွန်တော်လောက်လာတဲ့ကောင်နဲ့ကျွန်တော်နေမကောင်းတဲ့အချိန်မှာလာလို့မလို့လို့မကဲဆရာရဲ့ မင်းတို့ကလုံးလိုက်ရဟုတ်ကိုးစရာနေရာလည်းမရှိတော့ပြည့်နေတာပဲအဲ့တော့တက်ထိုးခြင်းသေးတယ် ဒါကာယသိတိကြီးမဟုတ်ဘူးဆရာဒါအလားဘနာသိတိနော်လောက်ပါဆရာရဲ့ ဘာနဲ့ပြဿနာတောင်မလုပ်စမ်းပါနဲ့ကွာ ဆရာရဲ့အဲ့ဒါလို့ဗျာဆရာဟိုရွာလူကြီးကပြီးသေးထိုးပြီးလို့ပြဿနာကြာ ဟုတ်တယ် အဲ့ဒါကျွန်တော်မပြီးသေးထိုးပေးတာစိတ်ကူးပါဆရာ ပြီးပါသေးတယ်ပြောနေငါ ဟိုမပြီးသေးဆိုတာလေပွဲမပြီးမချင်းကျွန်တော်နိုင်မဲ့စီ အော်မင်းလည်းကိုကရန်ဖြစ်ပြီဆိုမှစောစောစီးပွဲသိရင်မကောင်းဘူးလား ကောင်းတယ်လေအဲ့ဒါလေထိုးပေးလိုက်လေဆရာရဲ့လောက်ပါ မင်းအဲ့လောက်ထိုးခြင်းနေတယ်ဆိုရင်တော့ထိုးပြီးလိုက်ဒီတခုတော့ရှိတယ်နော် ဟုတ်ဆရာဘောလဲပါဒူးကပဲမိမိဆရာထိုးပေးတယ်လို့ပဲပြောလိုက်တယ်ငါထိုးပြီးဆိုတော့ကြော်ညာပေါ့ဆရာ ငါလို့ပြောလိုက် ဆရာပေါက်ပြီးပေါက်ပြီး ငါ့ကိုမသိအောင်လို့ဘသူပြောငါထိုးပြီးတယ်လို့မပြောနဲ့လို့အဲ့ဒါကိုငါပြောမလို့ဘူး စိတ်ချပါဆရာကျွန်တော်နှုတ်လို့ ဟုတ်ပြီအဲ့ဒါဆိုရင်ကျေးဇူးလာတာကွာအော်တော့ကွာခမအောင်ထုံးမပေးပါနဲ့လို့အတန်းတန်းပြောထားရသားနဲ့ဗျာခုပြတ်တဲ့တက်ကုန်ပြီခမအောင်သိလားအပေါက်မတက်ပြောထားတော့မထိုးပါနဲ့လို့ပြောလို့ကိုမရဘူးအခုကရွာတွေကလူငယ်တွေကလည်းဗျာဟိုကျွန်တော်ထိုးပေးတယ်ဆိုတာလေသူတို့ကဒါထိုးချင်နေတဲ့အခါကျတော့တယောက်ထိုးနဲ့တယောက်လုံးထိုးပြီးသားပြစ်သွားတာဒါလည်းကျွန်တော်ထိုးပေးချင်လို့ထိုးပေးတာသူတို့ပြောလုံးမှကြည့်လို့ကျွန်တော်ထိုးပေးရတာမတတ်နိုင်ဘူးကျွန်တော်ထိုးပေးပြီးဆိုလဲပြစ်တာတွေပြတ်တာကျွန်တော်ပဲရှင်းရမှာအေးခုဘာဖြစ်လာလဲသိလားဘာဖြစ်နေမလဲသိလားဘာဖြစ်လို့လို့ဩတရွာလုံးဇိုးတွေဖြစ်ကုန်ပြီဟာတရွာလုံးဇိုးတွေဖြစ်တော့ကောင်းတာဗောတခြားရွာလူတွေကိုရွာကိုလာစော်ကားလို့မရဘူးလေဇိုးတော့ဇိုးပဲဘလို့ဇိုးလဲဆိုတာဟိုမှာကြည့်ဟာဇိုးတွေ ဟုတ်တယ်ဇိုးတော်ဆိုပဲဒါပေမဲ့တို့တွေကຫນွေစိုး